ဇလန်စမှန်နိုဘီတာကိစ္စကိုအရင်ပြောနေပါတယ်ဒါပေမဲ့တခါကလိုက်တဲ့အချိန်မှာတော့အရင်နာလာပြီးမျက်နှာရေးရှုံသွားပါတယ်ဒိုရင်မွန်နဲ့နိုဘီတာရဲ့အမေကတော့ကြည့်တဲ့အခါမှာတော့ပိုးစားနေအောင်တွေ့တော့ပါတယ်ဒါကြောင့်တော့စီကံတော့ပြဖို့ပြောပေမဲ့နိုဘီတာကတော့ဖောက်ဆက်တန်ကြားနေတဲ့ကြောင်းနေပါတယ်ဒိုရင်မွန်ကမတော်ဘူးဆိုရင်တော့ရဲ့ကုန်ကျွတ်တော့နိုင်တယ်လို့ပြောလိုက်တော့နိုဘီတာရဲ့စိတ်ကူးထဲမှာတော့မရှိတဲ့ပုံကြီးပေါ်လာပြီးပို့ပြီးတော့ကြောက်သွားပါတယ်နောက်ဆုံးမှာတော့နိုဘီတာရဲ့အမေကအတင်းပို့လိုက်လို့စီကံရောက်သွားပေမဲ့တကားဝင်ပြီးတော့ဖောက်ဆက်တန်ကြားနေတဲ့နိုဘီတာလန့်ပြီးထွက်ပြေးသွားပါတယ်ထွက်ပြေးနေတော့မတော်တဆလူတယောက်နဲ့တိုက်မိပြီးလဲကျသွားပါတယ်အဲ့လူကတော့အနာဂတ်ကနေရောက်လာတဲ့နိုဘီတာရဲ့မြေဆဲဝါရှိပဲဖြစ်ပါတယ်။အဝန်စရာကောင်းတာကသူ့ရဲ့မြေရတယ်တွားနာနေတာပါ။သူလည်းတွားစိတ်ကန်းကြောက်လို့အခုလိုတိတ်ကလာပြီးထွက်ပြေးလာတာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာဒိုရမ်မီကလည်းဆဲဝါရှိကိုလိုက်ရှာနေပြီးတော့ဒိုရမ်မောကလည်းနိုဘီတာကိုလိုက်ဖမ်းနေပါတယ်။ဆဲဝါရှိကအနာဂတ်ပစ္စည်းတွေနဲ့ဒိုရမ်မီဖမ်းပြီးရမယ့်အချိန်တိုင်းမှာခဏခဏလွတ်မြောက်နေပါတယ်။ဒါပေမဲ့ဒိုရမ်မွန်နဲ့ဒိုရမ်မီကအစမပြတ်လိုက်နေတော့ဆဲဝါရှိကပလန်အသစ်စဉ်းစားပါတယ်။ဆဲဝါရှိကအနာဂတ်ပစ္စည်းတွေတုံးပြီးဂျိုင်းယန်နဲ့ဆွေနေရောပုံစံဖန်တီးလိုက်ပါတယ်။အစပိုင်းမှာတော့အဆင်ပြေလို့ရှိပေမဲ့ဒိုရမ်မွန်ကတတိထားမိသွားပါတယ်။နိုဘီတာနဲ့ဆယ်ဝါရှိသွားစီကံမတော်ဖို့ကြိုးစားနေကြပေမဲ့နောက်ဆုံးမှာတော့မလွတ်နိုင်တော့ပဲဖမ်းမိသွားပါတယ်။ပြီးတော့ဒိုရာမီနဲ့ဒိုရမွန်ကသွားစီကံကိုခေါ်သွားပါတယ်။အစပိုင်းမှာတော့အရန်အောင်ကြောက်နေကြပါတယ်။ဒါပေမဲ့ကိုတပြီးတော့ရဲ့အခါမှာတော့ဟင်းဒီလောက်ဖဲလားဆိုရင်မှဖြစ်သွားကြပါတယ်။ဒီလိုနဲ့ဇက်လန်လေးလည်းပြီးဆုံးသွားပါတယ်။